မင်္ဂလာပါခင်ဗျာဂျာကွာလန်နိုဗာမြန်မာစာပေကနေကြိုဆိုပါရစေကျွန်တော်ကတော့ဂျာကွာလန်နိုဗာစာပေမှာစူပါဗိုင်ဇာယာရုနဲ့လုံးလုံးနေတာအောင်ဖြစ်ပါတယ်ကျွန်တော်မြန်မာပြည်မှာရှိတဲ့လူကြီးမင်းတွေကားကိုတံမိုးထားတဲ့ဂျာကွာလန်နိုဗာစီးပြီးတော့ကိုကားကိုတံမိုးထားတဲ့လူကြီးမင်းတွေအတွက်ရင်းကောင်းလေးလည်းဖြစ်ပါတယ်เนาะကားကို accident ဖြစ်တဲ့အခါမှာမတော်ဆရင်မတော်ဆတစ်ခုဖြစ်တဲ့အခါမှာဘယ်မှာလုံမလဲဘယ်မှာပြင်မလဲဆိုတဲ့အခက်အခဲလေးတွေကိုကျွန်တော်ဒီကနေပြီးတော့အကြံပေးဆွေးနွေးလိုပါတယ်ကားတွေကတက်တန်းတစ်ခုရှိလာတယ်အချိန်တစ်ခုကြာလာတယ်အဲ့ဒီအချိန်မှာအယောင်တွေကမှိန်လာတယ်ဒီအယောင်တွေမှိန်လာတဲ့ဟာတွေကိုဘယ်စားပင်မှာပြုပြင်ကြမလဲဘယ်စားပင်မှာသွားလို့ရင်တော့ကောင်းမလဲဆိုတာလေးကိုလည်းအကြံပေးချင်ပါတယ်အဲ့တော့ကျွန်တော်တို့ဂျာကွာလန်နိုဗာစားပင်မှာကတော့ရနိုင်တဲ့စားပင်တွေအများကြီးရှိပါတယ်အဲ့ဒီတွေကမှ body and paint ဆိုတဲ့စားပင်မှာအဲ့ဒီဟာတွေကုန်ပါပါတယ် body and paint စားပင်ဆိုတဲ့သဘောကလည်းbody ရဲ့ paint ရဲ့ပေါင်းဆက်ထားတာဖြစ်တယ်နောက်တစ်ခုကတော့ကျွန်တော်တို့ဂျာကွာလန်နိုဗာကားတွေဒီ titanium တွေနောက်တစ်ခုကအလူမီနီယံတွေနောက်သတ္ထုကိုယ်တိုင်နဲ့လှုပ်ထားတာတွေဖြစ်တဲ့အတွက်ဒီဥစ္စာတွေကိုပြုပြင်ရတာအင်မတန်မှခက်ခဲပါတယ်အဲ့တော့ကျွန်တော်တို့ပြုပြင်မယ်ဆိုလို့ရှိရင်ဘယ်စားပစ်ကိုရွေးချယ်မလဲဆိုတာကအဓိကကြပါတယ်အဲ့တော့ကျွန်တော်တို့ဂျာကွာလန်နိုဗာမှာတော့ဒီ standard တွေနဲ့အညီပြုပြင်လို့ရပါတယ်နော်ဘယ်လိုတွေပြုပြင်မလဲဆိုတာလည်းကျွန်တော်နဲ့ဒီလို့ရှိရင်အသေးစိတ်ကိုလိုက်ပြီးလေ့လာကြတာပေါ့ရောက်နေတဲ့လုပ်ငန်းခွင်ကတော့ဒါ body and paint လုပ်ငန်းခွင်တွေကိုရောက်နေတာပေါ့နော်ရောက်နေတော့ဒီမှာကျွန်တော်တို့ဗာဆေးတွေသုံးတယ်ဗာပစ္စည်းတွေသုံးတယ်ဆိုတာလေးကိုတစ်ချက်ရှင်းပြချင်ပါတယ်ဗာဆေးတွေသုံးတယ်ဆိုတော့ကျွန်တော်တို့က Promax ဆိုတဲ့ဆေးကိုသုံးပါတယ် Promax ဆိုတဲ့ဆေးကအရင်တော့ American နိုင်ငံမှာ Dupont Refinish ဆိုတဲ့ကုမ္ပဏီကနေပြီးတော့ဒါပေါက်ဖွာလာတာပါ Dupont Refinish ဆိုတဲ့ American ရဲ့ကုမ္ပဏီကြီးတစ်ခုကနေပြီးတော့2013ခုနှစ်မှာသူက Promax ဆိုပြီးတော့ပြောင်းလဲပြီးတော့ခေါ်ပြီးတော့ဒီဆေးကိုဒါတနိုင်ငံလုံးကိုတတိုင်းပြည်လုံးကိုတကဘာလုံးကိုသူကဖြန့်တဲ့ဆေးပါဒီဆေးကလည်းဆေးသမားတိုင်းဒီပါကြိုက်ကြတယ်။ဘာကြောင့်လဲဆိုတော့ဒီဆေးမှာဘာတွေအားသာချက်ပါလဲဆိုရင်ဒီဆေးကအချောက်မြန်တယ်နောက်တစ်ခုကအယောင်တွေကိုတောက်ပစေတယ်နောက်တစ်ခုကတော့တင်းမှုတ်ပြီးတဲ့အချိန်မှာအမိုက်ကတ်တာတွေပါတယ်အဲ့တော့အများကြီးရှော့ချပေးနိုင်တယ်အဲ့ဒီအတွက်ဒီ Promax ဆေးကိုကျွန်တော်တို့ကအဓိကထားပြီးတော့သုံးပါတယ်ဒီ Promax ဆေးရဆိုလို့ရှိရင်လည်းဒါကဘာကျော် brand တစ်ခုဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဂျာကွာလန်နိုဗာအနေနဲ့ကလည်းဒီဆေးကိုပဲ standard တစ်ခုအနေနဲ့ထားပြီးတော့ Promax ဆေးကိုသုံးပေးပါတယ် body and paint ဆိုတာမှာ paint လုပ်တဲ့ paint ဆေးမှုတ်တဲ့ area တွေကိုရောက်နေတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်နောက်မှမြင်ရတဲ့ညီလေးဆိုလို့ရှိရင်ဒါသူဆေးမှုတ်ဖို့အတွက်ဆေးမမှုတ်ခင်မှာကြိုတင်ပြင်ဆင်ရမယ့်လုပ်ငန်းလေးတွေလုပ်နေတာပါနော်ပြီးတော့ဒါ degreaser သုံးတယ် degreaser ဆိုတဲ့သဘောတရားကကျွန်တော်ပုံမှုတ်တွေဘာတွေမကက်အောင်လုပ်တဲ့ဟာပါနော်ဒါဒီအဆင့်ရဲ့ရှေ့မှာအဆင့်တွေအများကြီးရှိသေးတယ်အဲ့ဒီအဆင့်တွေကဘာလို့ရတဲ့အဆင့်လဲဆိုတော့ကျွန်တော်တို့စရောက်လာတဲ့အချိန်မှာ damage ဖြစ်လာမယ် damage ဖြစ်လာတဲ့အချိန်မှာကျွန်တော်တို့ပတ်တီးတွေထည့်ရတယ်အဲ့ပတ်တီးတွေထည့်ပြီးသွားလို့ရှိရင်ကျွန်တော်ဘာလုပ်ရလဲဆိုရင် corbat တွေသုံးပြီးတော့အစစ်စစ်တိုက်စားပြရပါတယ်ဆေးမှုတဲ့အဆင့်ကအဆင့်20လောက်ကိုထည့်ရပါတယ်အဲ့တော့ရှေ့မှာဆိုလို့ရှိရင်ကျွန်တော်ဘာတွေလုပ်ရလဲဆိုရင်ပတ်တီးထည့်တယ်ပတ်တီးထည့်ပြီးသွားလို့ရှိရင်သူက corbat သုံးရတယ်အဲ့ corbat သုံးတဲ့နေရာမှာ corbat နံပါတ်အဆင့်လိုက်သွားရတာပေါ့နော် corbat ကျွန်တော်150သုံးတယ်120သုံးတယ်နောက်တစ်ခုကcorbat 400သုံးမယ်ဒီလိုတွေသုံးရတယ်ဒီလိုတွေသုံးပြီးတော့ပတ်တီးထည့်တယ်ပတ်တီးထည့်ပြီး corbat တွေသုံးမယ်ပြီးပြီဆိုလို့ရှိရင်ကျွန်တော်ခံဆေးမှုတ်တယ်ခံဆေးမှုတ်ပြီးလို့ရှိရင်လည်းဒီလိုပဲပြန်သုံးရတယ်150သုံးရတယ်220သုံးရတယ်400သုံးရတယ်80သုံးရတယ်80ကတော့အစပတ်တီးတွေထည့်ပြီးသွားတဲ့အချိန်မှာဒီကောင်ကအကျန်းဆုံးတိုက်ရတဲ့ဟာမျိုးပေါ့နော်80သုံးမယ်150သုံးမယ်220သုံးမယ်ပတ်တီးကနံပါတ်တွေမြင့်လာတယ်အဲ့ဒီအချိန်မှာပတ်တီးသားက6မွတ်လာဖို့လိုပါတယ်ဆေးမှုတ်တဲ့အချိန်မှာဆေးမှုတ်တာအဓိကဆိုပေမဲ့အဓိကဒီ foundation ဖြစ်ပါတယ်နော် foundation ကောင်းမှသာလျှင်ဘောကဆေးမှုတ်တဲ့ဆေးကြောကကောင်းမှဖြစ်ပါတယ်အဲ့ဒီအတွက်ကျွန်တော်အဲ့ဒီမှာအစစ်စစ်ပတ်တီးကိုတိုက်စားပြီးတော့နောက်ဆုံးချောသွားပြီဆိုလို့ရှိရင်ကျွန်တော်ခံဆေးမှုတ်ရတယ်ခံဆေးမှုတ်ပြီးသွားလို့ရှိရင်လည်းဒီတိုင်းထားလို့မရသေးပါဘူးခံဆေးကိုပြန်ပြီးတိုက်ချရပါသေးတယ်အဲ့တော့အဲ့ဒီအချိန်မှာတိုက်ချတဲ့ corbat ဒီအနုဆုံး corbat ဖြစ်ပါတယ်ကျွန်တော်တို့1500သုံးတယ်2000သုံးတယ်2500ထိသုံးပါတယ်2500 2000ဆိုတာကစက်ကူတာတာပဲရှိပါတယ်เนาะစက်ကူတာတာအဆင့်လေးပဲရှိတယ်ဒီလိုမျိုးအဆင့်ဆင့်လုပ်ပြီးတော့မှကျွန်တော်တို့ကဆေးမှုတ်တဲ့အဆင့်ကိုရောက်တာပါဆေးမှုတ်တဲ့အဆင့်ရောက်သွားပြီဆိုလို့ရှိရင်တော့အခုနောက်မှမြင်နေရတဲ့အတိုင်းပဲနောက်ကဒီလေးကဒါဆေးမှုတ်ဖို့အတွက်အဆင့်လေးဖြစ်နေပါပြီဒါဆိုရင်သူအခုဘေးမှာလည်းမလိုအပ်တဲ့ area တွေကိုကာရန်လုပ်ပြီးပြီနောက်တစ်ခုကဖုံမုတ်တွေကင်းသွားအောင်လို့လည်းကျွန်တော်ဒီvisaသုံးပါတယ်เนาะသုံးပြီးတော့ခုနကကျွန်တော်ရှေ့မှာပြောခဲ့သလိုပဲကျွန်တော်တို့သုံးမဲ့ဆေးက Promax ဖြစ်ပါတယ် VOC ရန်ကောင်းတဲ့ဆေးပါ VOC ဆိုတော့ကျွန်တော်ဖုံမုတ်တွေဘာတွေအတွက်ကိုလည်းကောင်းတယ်လို့သူကကျွန်တော်အငွေ့ပြန်တဲ့ဟာပေါ့ကျွန်တော် VOC ဘာတွေမှာပါဆိုကျွန်တော်လက်သေးဆိုးဆေးတွေ
နှက်ခမ်းတွေများသောအားဖြင့် cosmetic တွေမှာလည်းသုံးပါတယ်ဒီ VOC ကပါပါတယ်เนาะအဲ့ဒီဥစ္စာကိုအတက်နိုင်ဆုံးဖြစ်အောင် short ချပေးတဲ့ဥစ္စာပါเนาะအဲ့ဒီဆေးမျိုးကိုကျွန်တော်ဆက်သုံးပါအခု Promax ဆေးကိုသုံးမယ်မသုံးခင်မှာသူကအခု diffuser ပို့နေတာပေါ့ diffuser ပို့ပြီးသွားလို့ရှိရင်เนาะကျွန်တော်တို့ဒီ area ကိုချက်ပြန်ကြည့်မယ် area မှာမှချောမွေ့နေတယ်เนาะလုံးဝစင်းလုံးကြောဖြစ်နေတယ်ဂျိုင်းတွေဖက်တွေမရှိဘူးဆိုလို့ရှိရင်เนาะဆေးမုတ်တဲ့အဆင့်ကိုရောက်ပါပြီအခုဆိုလို့ရှိရင်ကျွန်တော်တို့ဆေးမုတ်တဲ့ process ကိုရောက်လာပါပြီဆေးမုတ်တဲ့ process မှာကျွန်တော်တို့ဆေးမုတ်တယ်ပြီးရင်မူလအယောင်အတိုင်းမူလအယောင်အပြီးမပြတ်ဘဲနဲ့ဆေးမုတ်ဖို့ဆိုတာကကျွန်တော်ရှင်းမပြောခဲ့သလိုပဲအောက်က foundation တွေကောင်းဖို့လိုပါတယ်အောက်က foundation တွေကောင်းဖို့လိုသလိုအပြင်ပန်းကကျွန်တော်တို့သုံးတဲ့ဆေးရလည်းကောင်းဖို့လိုပါတယ်ဆေးမုတ်ပြီးသွားလို့ရှိရင်လည်းကျွန်တော်တို့ဒီမူလအယောင်တိုင်းကိုကျွန်တော်တို့အယောင်ကြည်လင်ပြတ်သားမှုတောက်ပမှုဒါတွေဖြစ်လာဖို့အတွက်ကိုနောက်ပိုင်းမှာကျွန်တော် polish တွေတင်ရတယ်polish တွေတင်တဲ့အခါမှာလည်း polish သုံးတဲ့ polish ကကျွန်တော် 3M polish ကိုသုံးပါတယ် 3M polish ကိုသုံးတယ် 3M polish မှာကျွန်တော် number 1 2 3ဆိုပြီးတော့3မျိုးရှိပါတယ် number 1 number 2 number 3ကိုကျွန်တော်အဆင့်ဆင့်သုံးတယ်အဆင့်ဆင့်သုံးပြီးတော့မှနောက်ဆုံးကျွန်တော်အပေါ်ကနေပြီးတော့ lab polish နဲ့ဆက်လိုက်တယ်ဒါဆိုလို့ရှိရင်အပြင်ကဖုံမွေးကတ်တဲ့အန်ဒီရယ်နောက်တစ်ခုကတခြားသူကဖျောင်းသွားတလွာကာပြီးသားဖြစ်တဲ့အတွက်တောင်းတိုင်းအစင်းရလေးတွေအချစ်ရလေးတွေကိုသူကဖယ်ရှားပေးပါတယ်เนาะကျွန်တော်မဖြစ်ပါဘူးဖြစ်သွားခဲ့တဲ့ရှိတယ်တော့မှကျွန်တော်က polish လေးထပ်တိုက်လိုက်တာနဲ့လေအများကြီးတက်တာသွားပါတယ်เนาะဒီ original ဆေးသားအနီးပါးကိုကျွန်တော်ဆေးမုတ်ပေးတယ်ဒါပေမဲ့ဆေးမုတ်ပေးတယ်ဆိုတဲ့ဟာမှာလည်း user ကအရေးကြီးပါတယ် user ကဆေးမုတ်တဲ့ဟာကိုကျွန်တော် review site ထားဖို့လိုပါတယ်ဆေးသား6သွားဖို့လိုပါတယ်ဆေးသားမ6ဖဲနဲ့တော့ကားကိုသုံးလို့မရပါဘူးเนาะဆေးသား6သွားတယ်ဆေးသား6ဖို့အတွက်ကလည်းကျွန်တော်ပေါင်းကန်းနဲ့မှုတ်ရပါတယ်ပေါင်းကန်းနဲ့မှုတ်ရင်ဒီပေါင်းကန်းရဲ့အပူချိန်ဘယ်လောက်ထားရမယ်ဆိုတာကျွန်တော်တို့ရှင်းပြီးသားပါအဲ့တော့ပေါင်းကန်းအပူချိန်တစ်ခုနဲ့ဆေးမုတ်မယ်ဆေးပေါင်းထားမယ်ပြီးလို့ရှိရင်ဒီကားကဆေးမုတ်တဲ့ process ပြီးသွားပြီဆိုလို့ရှိရင်ခုနပြောတဲ့ polish တိုက်တဲ့ process ရောက်လာတယ် polish တိုက်တဲ့ process ရောက်လာတဲ့အခါ polish မှာလည်းကျွန်တော် 3M polish နဲ့တိုက်တယ် 3M ဆိုတာလည်းဒါနာမည်ကြီး brand တစ်ခုပါပဲเนาะကျွန်တော်အဲ့ဒါကိုသုံးပါတယ်အဲ့တော့ number 1 2 3ကိုဆင်းလိုက်သုံးတယ်ပြီးလို့ရှိရင်ကျွန်တော်အပန်းနဲ့ polish တိုက်မယ်အားလုံးပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ရေဆေးတဲ့လုပ်ကိုရောက်သွားပါပြီဆေးတဲ့ဆက်ပြာအစားကျွန်တော် west ပါတဲ့ဆက်ပြာမျိုးကိုဆေးတာပါအဲ့တော့ဒီဆက်ပြာပုံနဲ့ဖုံးဖြစ်တဲ့ဆက်ပြာနဲ့လုပ်ပြီးတော့ဆေးတယ်ဆေးတဲ့အခါမှာကျွန်တော်တို့ရဲ့ဆေးတွေသုံးထားတဲ့ဆေးတွေ brand ကောင်းတွေသုံးထားတဲ့ဆေးတွေဒီနောက်ဆုံးရေဆေးတဲ့အဆင့်မှာဒုက္ခရောက်မသွားဖို့လိုပါတယ်အဲ့တော့ကျွန်တော်တို့သုံးတဲ့ဆက်ပြာဒီဖုံးပါတဲ့ဆက်ပြာမျိုးကိုသုံးပါတယ်เนาะအဲ့ဒါလည်း 3M ထုတ်တဲ့ဆက်ပြာတွေသုံးပါတယ်အဲ့ဒါတွေအလုံးအဆင့်ဆင့်ဖြတ်တန်းလို့ပြီးပြီကားစီဆေးမို့လို့ပြီးပြီနောက်ဆုံးအဆင့်ကျွန်တော် customer app ပြီးပြီဆိုရင်တော့စိတ်ချယုံကြည်ရတဲ့ဆေးသားကိုလည်းရသွားပါပြီအဲ့တော့ကျွန်တော်တို့ customer ကိုလည်း warranty ပေးလို့ရသွားပါပြီအဲ့တော့ကျွန်တော်ဒီ warranty ကိုလည်းတစ်နှစ်ပေးပါတယ်ဒီ warranty ပြီးသွားလို့ရှိရင်တစ်နှစ်အတွင်းမှာတစ်ခုဖြစ်တယ်ကျွန်တော်ခုနပြောတဲ့ process တွေထဲမှာတစ်ခုအဲ့ဒါဖြစ်သွားတယ်ဆိုရင် user ကြောင့်မဟုတ်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ကပြန်ပြီးတော့ကျွန်တော်တို့ Java Landrover service ကနေပြီးတော့အခမဲ့ပြန်ပြီးတော့ဝန်ဆောင်မှုပေးပါတယ်เนาะကာ user ကြောင့်ဖြစ်သွားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့တင်းတင်းနဲ့နှုံထားတစ်ခုနဲ့ပြန်ပြီးတော့လုပ်ပေးပါတယ်ဒီ warranty ကာလမှာဖြစ်တယ်ဆိုလို့ရှိရင်တော့ဆေးတစ်ခုကိုမှုတ်လိုက်တယ်ဟာဈေးအများကြီးပေးရတယ်ဈေးအများကြီးပေးရတယ်ဆိုတာမျိုးနဲ့တန်အောင်လို့ကိုကျွန်တော်လုပ်ပေးပါတယ်ဈေးအများကြီးဆိုတာလည်းအများကြီးမဟုတ်ပါဘူးเนาะကျွန်တော် standard တစ်ခုအတိုင်းပဲယူတာပါကျွန်တော်ဈေးစီမှန်ကန်နေပါတယ်အဲ့တော့အဲ့ဒီဈေးတစ်ခုမှလည်းတန်းတစ်ခုမှလည်းထားပြီးတယ်အပြင်မှာဈေးတက်တယ်ဆိုပေမဲ့ကျွန်တော်လိုက်တက်တာမျိုးတွေလုပ်လို့မရပါဘူးကျွန်တော်မှာJava Landrover service ကနေပြီးတော့သတ်မှတ်ထားတဲ့ price တစ်ခုကိုတောင်းပြီးတော့လုပ်ရပါတယ်เนาะအဲ့ဒီအတွက်လည်းတောင်းဝင်ယူပြီးတော့ဈေးကိုတောင်းယူပေးရတယ်တစ်နေ့ warranty ပေးတယ်တစ်နေ့ warranty ပြီးတဲ့အချိန်မှာလည်းကျွန်တော်တို့ကနောက်ဆက်တွဲဖြစ်လာမယ့်ဟာလေးတွေကိုကျွန်တော်လှမ်းပြီးဖုန်းဆက်ပေးပါတယ်ဖုန်းဆက်ပေးပြီးတော့ဖြစ်လာတဲ့ user ကြောင့်မဟုတ်ဘူးဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီဘက်ကနေ warranty ပေးပြီး warranty တိုင်းလုပ်ပေးတယ်အဲ့တော့ကျွန်တော်ပြီးလို့ရှိရင်တော့ဒီ Java Landrover service ကနေပြီးတော့ customer လက်ထဲကိုဒီကားကြီးကို delivery လုပ်ပေးလိုက်ပါတယ်အပ်ပေးလိုက်ပါတယ်ကျွန်တော်တို့ Java Landrover ကိုလာဖို့လဲကျွန်တော်ဖိတ်ခေါ်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့လာရတဲ့အကြောင်းရင်းတွေအများကြီးရှိပါတယ်။ကျွန်တော်တို့ Java Landrover ကနေပြီးတော့ဒီမင်းတို့ရဲ့ကားတွေတမိုးရှိတဲ့ကားတွေတမိုးမြင့်တဲ့ကားတွေကိုတခြားနေရာကိုရောက်သွားတယ်။တခြားနေရာကိုရောက်သွားတဲ့အချိန်မှာကျွန်တော်တို့ရဲ့ standard နဲ့မကိုက်ညီတဲ့ဟာမျိုးတွေဆိုရင်ကျွန်တော်တို့ကပြန်လောက်ရတာမျိုးတွေရန်ခတ်ပါတယ်။အဲ့တော့ကျွန်တော်တို့ရှိမှာပဲစဆုံးလုပ်သွားတယ်ဆိုလို့ရှိရင်တော့ကျွန်တော်ဘက်ကတာဝန်ယူမှုတာဝန်ခံမှုတွေနဲ့လုပ်ပေးပါတယ်။စေးဘော်ဒီတွေမဟုတ်ပါဘူး။ကျွန်တော်တို့ Java Landrover service ကနေပြီးတော့တခြားသော general pay နဲ့ပတ်သက်တဲ့ဟာတွေကိုလည်းဒီဘက်ကဝန်ဆောင်မှုပေးတာဖြစ်တဲ့အတွက်ဒီနှစ်ခုကိုပေါင်းဆက်ပြီးတော့ကျွန်တော်တို့ကပြုပြင်ပေးတာပါအဲ့တော့ဒီမှာပဲဖြစ်ဖြစ်တစ်ခုခုဖြစ်တယ်ဆိုတာနဲ့ Java Landrover service ကိုသတိရပေးပါ accident ဖြစ်တာပဲဖြစ်ဖြစ် engine လဲကျင်တာပဲဖြစ်ဖြစ် Java Landrover ကိုသတိရပါလို့ဒီကနေပြီးတော့ဖိတ်ခေါ်ပါတယ်